လေးလာစရာဒီအရန်များတဲ့ဒီနေ့လိုခေတ်မှာခင်ဗျားတို့ရဲ့လေးလာမှုကို10ဆမြန်စေမဲ့ AI တခုအကြောင်းကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်ဒီလိုမျိုးစာအုပ်တွေပေါ့နော်ကျွန်တော်တို့ web engineer ဆိုတဲ့စာအုပ်မျိုးတွေကျွန်တော်အင်္ဂလိပ်လိုစာအုပ်တွေပေါ့နော်အင်္ဂလိပ်လိုစာအုပ်တွေစာမျက်နှာပေါင်းကကျွန်တော်ဒီမှာဟိုရှိရပါတော့300နဲ့မှ88မျက်နှာလောက်ရှိတယ်ဒါမျိုးစာအုပ်ကြီးတွေကိုကျွန်တော်တို့ကထိုင်ဖက်နေရဆိုလို့ရှိရင်ဘာသာစကားပြဿနာရောကျွန်တော်တို့စာရဲ့မျက်နှာရှိတာရောကြောင့်ကျွန်တော်တို့အတွက်အချိန်တွေပိုပြီးကြာနိုင်တယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့ YouTube ကဒီလိုဗီဒီယိုမျိုးတွေပေါ့နော်ကျွန်တော်တို့က73နာရီကျော်ကြာတဲ့ဗီဒီယိုမျိုးတွေပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီ IT fundamental course ဆိုတဲ့ဟာကအရင်ကောင်းနေဒါပေမဲ့73နာရီကျော်ကြာတယ်ဒါကြီးကိုကြည့်နေမယ်ဆိုလို့ရှိရင်စောနာပြောတယ်ဘာသာစကားပြဿနာလည်းရှိသေးတယ်ပြီးလို့ရှိရင်ကျွန်တော်အချိန်ရတဲ့အကြာကြီးပေးရအောင်မယ်ဒါတွေကိုကျွန်တော်တို့ကဘယ်လိုမျိုးထိရအောင်လေ့လာလို့ရမလဲထိရအောင်လုပ်ပေးတဲ့ AI ကဘာဖြစ်မလဲဆိုတာတွေကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီမှာမေးထားသလိုပါပဲကျွန်တော်သုံးသွားမယ့် AI လေးကတော့ NotebookMM ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီဗီဒီယိုလေးမှာ NotebookMM သုံးနည်းအကြောင်းလေးကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်NotebookMM သုံးမယ်ဆိုလို့ရှိရင်ကျွန်တော် application နဲ့ရှိတယ်ကျွန်တော်တို့ browser မှာလည်းသုံးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ browser နဲ့ YouTube ဖြစ်နေတော့ browser မှာသုံးနည်းပဲကျွန်တော်ပြပြပေးသွားမယ်ဆိုတော့အတူတူပဲ feature တွေအတူတူပဲပေါ့နော်ဆိုတော့ဒီ browser မှာဆိုလို့ရှိရင်သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ notebookmm.google.com ကိုကျွန်တော်ဝင်ဖို့လိုအပ်တယ် account မရှိလို့ရှိရင် account ဖောက်ဖို့လိုအပ်တယ် account ရှိပြီးသားဖြစ်တယ်ဆိုလို့ရှိရင် account ဖောက်စရာမလိုဘူးပေါ့နော်ဒီ account ဖောက်တာလည်းမခက်ဘူး Gmail account ရှိတယ်ဆိုလို့ရှိရင်သုံးလို့ရတယ်ပေါ့နော်ဆိုတော့ account ဖောက်ပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော် create new ဆိုတဲ့ဟာလေးကျွန်တော်ကရှိတယ်ဒါလေးကိုကျွန်တော်နှိပ်လိုက်လို့ရတယ်ဒီမှာကျွန်တော်တို့ကဒီ upload တင်လို့ရတယ်ပေါ့မှာကျွန်တော်တို့ကခဏနေရလိုမျိုးစာအုပ်ကိုဖတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ upload file ဆိုတဲ့ဟာလေးကျွန်တော်နှိပ်လိုက်လို့ရတယ် upload file ဒီမှာကျွန်တော်တို့ကဒီမှာ choose file ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာခဏနေရ file လေးကိုပတ်လန်းချောင်းလေးကိုသိဖို့လိုတယ်အဲ့လေးကျွန်တော်ရွေးပြီးတော့ကျွန်တော်တင်လိုက်ခဏဆောင်ဒီနည်းနည်းတော့ကြာတတ်တယ်ကိုယ့်ရဲ့ဆိုကကြီးရင်ကြီးသလိုနည်းနည်းလေးကြာတတ်တယ်အချိန်ပေးရတတ်တယ်ပေါ့နော်လုပ်တင်ပြီးသားပြီဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော်ဒီလိုလေးပေါ်လာမယ်ပေါ့နော်ဒီမှာ web engineer ဒီစနစ်တကျ web သုံးချ software တိစောက်ခြင်းပညာရဲ့ဆိုပြီးတော့ကျွန်တော်တို့ကဒီမှာစာအုပ်နဲ့ပတ်သက်တဲ့ဒီမှာ override ကိုသူကလုပ်ပေးထားတယ်ဆိုတော့လေ့လာမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာ setting ရှိတယ်ကျွန်တော်ဒီ setting လေးမှာကျွန်တော်တို့က output language ဆိုတာလေးကိုကျွန်တော်တို့ကမြန်မာလေးရွေးထားခြင်းအပြင်မြန်မာလိုကျွန်တော်တို့ကကောင်းကောင်းလေ့လာလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်ကြိုက်တာတော့ဒီတိုင်းလေ့လာတဲ့စာလို့ရှိရင်ဒီ setting လေးထဲမှာရှိတယ်ကျွန်တော်တို့ကဒီ landing guide လေးကိုရွေးပြီးလို့ရှိရင်ဒါလေးကိုရွေးပြီးတော့မှကျွန်တော် save လုပ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်သူပေးတဲ့ landing guide တိုင်းကျွန်တော်လေ့လာလို့ရတယ်အဲ့ဒါကအရင်ကောင်းတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကသူပေးလိုက်တဲ့ prompt ကအင်္ဂလိပ်လိုဖြစ်တဲ့အတွက်တခါလေအင်္ဂလိပ်လိုကြလာတတ်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ chat လေးမှာကျွန်တော်မြန်မာလိုရှင်းပြပေးပါဆိုပြီးရေးလိုက်လို့ရှိရင်အဆင်ပြေတယ်ဒီမှာတော့ကျွန်တော်တို့မြန်မာလိုကြလာတယ်နောက်တော့ပြီးတော့ output language ဒီဟိုပါပေါ့နော်မြန်မာရွေးထားတယ်ဆိုလို့ရှိရင်မြန်မာလိုကြလာတာများတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ကစနစ်တကျကျွန်တော်တို့ကအောက်မှာလေ့လာလို့ရတယ်သူပြောတဲ့ဟာလေးတွေပေါ့နော်ဒီမှာကျွန်တော်အခုကစလေ့လာမယ်အခြေခံလူတန်းစားပါဘာညာအစကျွန်တော်လေ့လာလို့ရတယ်ဒီမှာ web engineer နဲ့ software engineer တွေပါကွာလဲဆိုတာမျိုးအစကျွန်တော်တို့ကဒီလေ့လာလို့ရတယ်ပေါ့နော်ဆိုတော့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာအရန်မိုက်တဲ့ဟာတွေရှိတယ်ကျွန်တော်တို့ကဒီစာအုပ်ကိုမဖတ်ချင်ဘူးဆိုလို့ရှိရင်လည်း audio overview ကျွန်တော်သွားလုပ်လို့ရတယ်ဒီကောင်ပေါ့နော်ဒီကောင်ကျွန်တော်တို့ audio overview ကျွန်တော်လုပ်လို့ရတယ်ပြီးလို့ရှိရင် slide တွေလည်းထုတ်လို့ရတယ် mind map တွေရော video တွေအကုန်ထုတ်လို့ရတယ်အရန်မိုက်တယ်ပေါ့နော်အရန်မိုက်တယ်ဒါပေမဲ့တစ်ခါတလေကြာလို့ရှိရင်ဒီ NotebookMM သုံးလို့ရှိရင် VPN လိုတတ်ပါတယ်ဒါလေးသိထားဖို့လိုရတယ်ပေါ့နော်နောက်တစ်ခုကဒီဘက်ဆို့မှာကျွန်တော်တို့ကဒီ web engineer လေးဆိုလို့ရှိရင် web engineer နဲ့ပတ်သက်တဲ့ဟာတွေကိုစာအုပ်ထုတ်တယ်မဟုတ်ဘဲနဲ့အကုန်လုံးဒီဆို့တွေထည့်ထားပြီးတော့မှကျွန်တော်တို့လုပ်လို့ရတယ်အရမ်းမိုက်တယ်ပေါ့နော်တူရာတွေစုပြီးတော့မှသူတို့ ਨੇ သူ့ကိုဆရာတယောက်လိုထားပြီးတော့ကျွန်တော်လေ့လာလို့ရတယ်Okay ကျွန်တော်နောက်ထပ်တစ်ခုကျွန်တော်တို့ကလုပ်မယ်ခဏနဲ့ YouTube ကိုလေ့လာမယ်ဆိုလို့ရှိရင်ဒီမှာ create new notebook ဆိုတာလေးပြန်နှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော် upload file မဟုတ်တော့ဘဲနဲ့ကျွန်တော် website link ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ website ဆိုတဲ့ဟာလေးကျွန်တော်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ခဏနဲ့ YouTube လေးကိုကျွန်တော်တို့ကသွားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာကျွန်တော် share ဆိုတဲ့ဟာလေးရှိရပါတော့ share ဆိုတဲ့ဟာလေးကျွန်တော်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော် copy ကူးခဲ့လိုက်မယ်ပြီးလို့ရှိရင် NotebookMM ပြန်သွားပြီးတော့မှဒီထဲမှာကျွန်တော် paste ချလိုက်မယ်ပေါ့နော်အဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ဒီမှာ insert ဆိုတာလေးကျွန်တော်ထည့်လိုက်လို့ရပြီအဲ့ဒါဆိုလို့ရှိရင်ခဏလေးစောင့်ပြီပေါ့နော်စောနာလိုပဲကျွန်တော်တို့က video file ကနိုင်တိုင်းကြာသလိုကြာတတ်တယ်ပေါ့နော်ခဏလေးစောင့်ပြီ Okay ဒါဒီမှာဆိုလို့ရှိရင်ကြာလာပြီပေါ့နော်ဒီမှာ IT ခြေခံနဲ့ခေတ်သစ်နည်းပညာမိတ်ဆက်ဆိုပြီးတော့ကျွန်တော်ကကြာလာပြီဒါလေးလည်းကျွန်တော်လေ့လာမယ်ဆိုစောနာလိုမျိုးလေးလိုက်ပို့ပြီးတော့ကောင်းတယ်ကျွန်တော် setting တွေကနေပြီးတော့မှကျွန်တော်က landing guide သွားပြီးလို့ရှိရင်ဒီမှာဒါကိုရွေးပြီးတော့မှကျွန်တော် save ဆိုပြီးတော့ကျွန်တော်လေ့လိုက်ဒီမှာကျွန်တော်တို့ဒီခဏဆောင်ပြီးတော့မှကျွန်တော်လေ့လာလို့ရပြီကျွန်တော် source တင်တိုင်းမှာဒီဘက်မှာရှိတဲ့ကျွန်တော်တို့ကဒီ audio overview တွေကျွန်တော်တို့က slide တွေ video overview တွေ mind map တွေလုပ်လို့ရတယ်ဆိုတော့ဒီထဲမှာကတော့ဒီ audio overview ကတော့အရင်မိုက်တယ်အကောင်ကိုကျွန်တော်တို့ကဒီထုတ်လို့ရတယ်ပေါ့နော်ဆိုတော့ပြီးတော့ဒီမှာဒါဆိုလို့ရှိရင်အင်္ဂလိပ်လိုကြာလာတယ်အင်္ဂလိပ်လိုကြာလာတဲ့အခါမှာအောက်မှာကျွန်တော်တို့ကဒီမြန်မာလိုရေးပြပါဆိုပြီးတော့လုပ်လိုက်တာနဲ့ကြာပြီပေါ့နော်မိတ်ဆွေရော NotebookMM သုံးဘူးလားသုံးဘူးလေဆိုလို့ရှိရင်ဘာတွေကြိုက်လဲဘာတွေမကြိုက်ဘူးလဲ comment မှာဝင်ရောက်ဆွေးနွေးပေးနိုင်ပါတယ်အကယ်၍မသုံးဘူးသေးဘူးဆိုလို့ရှိရင်အခုပဲသွားသုံးလိုက်ပါအရန်မိုက်ပါတယ်နောက်ထပ်သိလို့လားမေးလို့ရရှိလို့ရှိရင် comment မှာမေးခဲ့ပေးနိုင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်